ကဲငွေချက်များအားလုံးမင်္ဂလာပါခင်ဗျာကြိုထွန်းဘလော့ကနေပြန်လေကြိုဆိုလိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့တိတ်ကိုကြောက်စရာကောင်းတဲ့နီးပညာနဲ့ပတ်သက်တဲ့စာလေးတစ်ပုဒ်ကိုထပ်မံပြီးဖတ်ပြကြပါရခင်ဗျာတတိကြီးကြီးထားရမယ့် voice message အသံဖိုင်ပို့ခြင်းအလေးအကျင့်နဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရေးချင်နေတာကြာပါပြီနီးပညာတွေတိုးတက်လာတာနဲ့အမျှတူဦးနဲ့တူဦးဆက်သွယ်နိုင်မဲ့နီးပညာတွေဟာလည်းတစ်မျိုးပြီးတစ်မျိုးစမ်းသစ်လာကြပါတယ်ဒီအထဲမှာအခုနောက်ပိုင်းလူတော်တော်များများအသုံးပြုလာတဲ့အတန်ဖြင့် message ပို့ခြင်းဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။တငယ်ချင်းအချင်းချင်းဆရာနဲ့ကျောင်းသားမိဘနဲ့သားသမီးချစ်သူရည်စားအချင်းချင်းစသဖြင့်ဆက်သွယ်ရမှာစာရိုက်ပြီးပို့မဲ့အစားအတန်ဖိုင်လေးတွေပို့ပူးကြမှာပါ။အချိန်ကုန်တက်တာပြီးစာရိုက်เสียမလိုတဲ့အတွက်အချိန်မရှိသူတွေစခရင်ကိုကြာမကြည့်နိုင်တဲ့တက်ကြီးပိုင်းလူကြီးတွေအတွက်တော်တော်လေးအဆင်ပြေတဲ့နီးပညာတစ်ခုဆိုရင်လည်းမမှားပါဘူး။သို့တော့နီးပညာတိုင်းမှာအားသာချက်အားနည်းချက်ရှိစမြဲပါ။ဒီတော့အားနည်းချက်ကဘာလဲဆိုရင်နီးပညာကိုအသုံးပြုပြီးလိမ်လည်စားတောက်နေသူအချို့ဟာ Facebook account တွေကိုလိုက်ပြီးတော့ hack ပါတယ်။ထို့နောက် message box ထဲကလူချင်းမင်းတို့ပို့ထားတဲ့အတန်ဖိုင်တွေကို AI နီးပညာအသုံးပြုပြီးလူချင်းမင်းတို့ရဲ့အတန်ပုံစံတူ voice model တစ်ခုတိဆောက်လိုက်ပါတယ်လူချင်းမင်းတို့အနေနဲ့စကားပြောထားတဲ့ data များလေ AI voice model ကလူချင်းမင်းတို့ရဲ့အတန်နဲ့တူအောင်တုပနိုင်လေပါပဲဒီ voice model ကိုအသုံးပြုပြီးငွေကြေးတောင်းခံတဲ့ကိစ္စတွေကိုလူချင်းမင်းတို့အတန်အတိုင်းအတန်ဖိုင်ပြန်လည်ဖန်တီးပြီးလူချင်းမင်းတို့ရဲ့မိတ်ဆွေအပေါင်းအသင်းများကိုလူချင်းမင်းတို့ကိုယ်တိုင်ပြောထားတဲ့အတိုင်း voice message တွေပို့ပါတယ်ဒီခေတ်မှာစာပို့ပြီးလိန်တာလောက်ကတော်တော်များများအထာနှက်ပြီးသားဖြစ်ပေမဲ့အခုလိုအတန်ဖိုင်ပို့လာတဲ့အခါအလိန်ခံရတာများပါတယ်များသောအားဖြင့်အသက်ကြီးပိုင်းတွေအများစုခံရပါတယ်ဒါအပြင်အိမ်နောင်တွေကြားမှာလည်းမဟုတ်မမှန်လောက်ကြံဇက်လန်များလုပ်ပြီးအကြက်ကိုင်ငွေညှစ်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်ဒီကာလကြီးမှာတနေရာစီခွဲနေရတဲ့သူတွေများလာတော့အချိန်ရတဲ့အခါလေးမှာ voice message ပို့ထားကြတဲ့အလေးအကျင့်လေးတွေရှိလာတဲ့အတွက်အခုလိုအလိမ်မခံရအောင်တတိကြီးကြီးထားဖို့လိုပါတယ်အရေးကြီးကိစ္စတွေဆိုရင် video call ခေါ်တာဖြစ်ဖြစ်ဒါမှမဟုတ်အချင်းချင်းပဲသိနိုင်မဲ့ခုတ်တစ်ခုခုသတ်မှတ်ထားပြီးတော့မှဖြစ်ဖြစ်လောက်ထားနိုင်ရင်တော့ကောင်းပါတယ် video call ဆိုရင်တောင်မှအခုအခါ live face swap လုပ်လို့ရတဲ့ AI နဲ့ရှိနေပြီမို့အတော်ကိုတတိထားရပါတော့မယ်ခက်ခဲနေတဲ့ကာလကြီးမှာလိန်လေလှည့်ပြားလက်ပတ်ခံရခြင်းမှကင်းဝေးကြပါစေရေးသားထားတဲ့စာရေးဆရာကိုကျွန်တော် credit ပေးပါတယ်ဗျကျွန်တော်တို့အားလုံးလည်းနီးပညာရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုသိပြီးတော့မှအတိတတိရှင်ပြီးတော့မှသုံးဆွဲနိုင်ကြဖို့ရန်အတွက်ဒီစာလေးကိုဖတ်ပြခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ